ဇလန်လေးရဲ့စမှာတော့ဂုံးကသူ့အဖေရဲ့အတန်ကိုကက်ဆက်ကနေတစ်စင်နားထောင်နေခဲ့ပါတယ်။ဂျင်းကတော့ကက်ဆက်တွေကနေဂုံးကိုသူ့ကိုရှာချင်တော့အတန်ကိုဆက်နားထောင်ဖို့နဲ့မရှာချင်တော့ရက်လိုက်ဖို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ဂုံးကကက်ဆက်ကိုမရက်ပစ်လိုက်ပါဘူး။ဒါကြောင့်မို့ဂျင်းကဆက်ပြီးတော့စကားပြောခဲ့ပါတယ်။ဂျင်းကအရင်ဆုံးဂုံးကိုဟန်နာတွေကတကူကောင်းဆန်တယ်လို့ပြောပြပါတယ်။ဟန်နာတွေကလိုချင်တာတွေရဖို့ဘာမှမဆိုလုပ်တဲ့သူတွေလို့ပြောပြပါတယ်။ပြီးတော့ဂျင်းကသူကိုယ်တိုင်လည်းအဲ့လိုလူမျိုးဖြစ်ခဲ့တဲ့ကြောင့်ဂုံးကိုမတွေးချင်ဘူးလို့ပြောပြခဲ့ပါတယ်။ဂုံးကတော့ဂျင်းရဲ့စကားကြောင့်အံ့ဩနေခဲ့ပါတယ်။အဲ့ဒီချိန်ဂျင်းကဆက်ပြီးတော့သူ့အနေနဲ့ဂုံးကိုမြင်ရင်တာဝန်မကင်းတယ်လို့ခံစားရကြောင်းပြောပြခဲ့ပါတယ်။ဂျင်းကဂုံးကိုမင်းအခုလိုကက်ဆက်ကိုနားထောင်နေတဲ့အချိန်မှာငါကတော့ဗယုတ်ဒုက္ခတွေကိုလုပ်ဖို့ထွက်သွားလောက်ပြီလို့ပြောပြခဲ့ပါတယ်။အဲ့နောက်ဂျင်းကဂုံးကိုသူ့ကိုဖမ်းနိုင်ရင်မိအောင်ဖမ်းဖို့ပြောခဲ့ပါတယ်။ဘိုးပြူကတော့ဂုံးကိုကြည့်ပြီးတော့မင်းအဖေကဖမ်းဖို့ခက်ခဲတာပဲလို့ပြောခဲ့ပါတယ်။အဲ့ဒီချိန်ဂျင်းကဂုံးကိုသူ့အမေကြောင့်ပြောပြဖို့လုပ်ခဲ့ပေမဲ့ဂုံးကနားမထောင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူကမိတို့ကိုသာသူ့ရဲ့အမေဖြစ်သတ်မှတ်ထားခဲ့လို့ပါ။အဲ့ဒီချိန်ကက်ဆက်ကနေအိုရာတွေကထွက်လာပြီးတော့နက်ကိုသုံးကအခွေကိုပြန်ရစ်နေခဲ့ပါတယ်။ဒါကိုမြင်တော့ဘိုးပြူကဂုံးကိုမင်းအဖေကသူ့ရဲ့စကားကိုဖျက်ပစ်ဖို့လုပ်နေပြီလို့ပြောပြခဲ့ပါတယ်။သူတို့ကဒါကိုတားဖို့လုပ်ပေမဲ့မရခဲ့ပါဘူး။နောက်ဆုံးသဲလွန်စားတွေအကုန်ပြတ်သွားမှသာတန်သွားခဲ့ပါတယ်။ဒါကိုမြင်တော့ဘိုးပြူတို့ကစိတ်ပြတ်သွားခဲ့ပါတယ်။အဲ့နောက်သူတို့ကမမ်မိုရီကတ်ကိုသုံးဖို့လုပ်ခဲ့ပါတယ်။ဘိုးပြူကကတ်ကိုကြည့်ပြီးတော့ဒါကဂျင်းအတွက်ပဲလို့ပြောခဲ့ပါတယ်။အဲ့နောက်သူကကတ်ထဲဖို့အတွက်ဆက်ကိုဗီဒီယိုဂိမ်းဆိုင်မှာသွားရှာခဲ့ပါတယ်။ဘိုးပြူကဆက်ကိုကြလာတော့တေချာတက်စေနေခဲ့ပါတယ်။ဂုံးကတော့ဗီဒီယိုဂိမ်းကိုတစ်ခါမှမစော်ဘူးတာကြောင့်အံ့ဩနေခဲ့ပါတယ်။အဲ့နောက်ဘိုးပြူကတော့ကတ်ကိုဆက်ထဲထည့်လိုက်ပြီးတော့ကော်ပီပါတစ်ခါတည်းကူးထားခဲ့ပါတယ်။ပြီးတော့ကတ်ထဲကဂိမ်းကိုဖွင့်ကြည့်ခဲ့ပါတယ်။ကတ်ထဲမှာတော့ Greek Iceland ဂိမ်းတစ်ခုကိုသာထည့်ထားခဲ့ပါတယ်။ဒါကြောင့်ဘိုးပြူကဂိမ်းရဲ့နာမည်နဲ့ Greek Iceland ဂိမ်းကိုရောင်းတဲ့ဆိုင်တွေကိုလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့တစ်ဆိုင်မှတော့မရှိတာကြောင့်ဘိုးပြူကအံ့ဩနေခဲ့ပါတယ်။နောက်တော့သူကကော်ပီတွေကိုလိုက်ရှာခဲ့ပါတယ်။ကော်ပီကလည်းအခု100လောက်သာရှိနေပြီးတော့ဈေးကလည်းခောက်ခိုက်နေတာကြောင့်နှစ်ယောက်သားမျက်လုံးပြူနေခဲ့ပါတယ်။ဘိုးပြူကဂုံးကိုဒီဂိမ်းကအကြောင်းတစ်ခုကြောင့်ဗတ်ခံရတာဖြစ်မယ်လို့ပြောပြခဲ့ပါတယ်။ဂုံးကတော့ကော်ပီတစ်ခုလောက်ဝယ်ဖို့စိတ်ကူးနေခဲ့ပါတယ်။ဘိုးပြူကဂုံးကိုလိုင်းပေါ်မှာချိန်ညာပြီးတော့ဂိမ်းရဲ့ကော်ပီကိုဝယ်ဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့ဒါကအလုံးမဖြစ်တာကိုသူတို့ကသိသွားခဲ့ပါတယ်။ဘိုးပြူကနောက်ဆုံးအနေနဲ့ဂိုးကိုကူညီဖို့အတွက်သူ့အကိုကိုဆက်သွယ်ခဲ့ပါတယ်။ဒါပေမဲ့သူ့အကိုဝက်ကြီးကတော့ဘိုးပြူရဲ့ဖုန်းကိုမကင်ချင်ခဲ့ပါဘူး။ဒါကြောင့်ဘိုးပြူကဝက်ကြီးကိုမင်းစုထားတဲ့အယုတ်တွေကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဝက်ကြီးကဒါကိုကြားတော့လက်သွားပြီးတော့ဖုန်းကိုကင်ခဲ့ပါတယ်။ဘိုးပြူကဝက်ကြီးကို Greek Iceland ဂိမ်းအကြောင်းကိုမေးခဲ့ပါတယ်။ဝက်ကြီးကသူ့အနေနဲ့ဂိမ်းအကြောင်းကိုသိပေမဲ့ဂိမ်းမော်တဲ့အချိန်ကသူ့အနေနဲ့ငယ်သေးတာကြောင့်ဂိမ်းရဲ့ကော်ပီကိုဝယ်မရခဲ့ဘူးလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ဂိမ်းနဲ့ပတ်သက်တဲ့တဲလွန်စာနှစ်ခုတော့ရှိတယ်လို့ပြောပြခဲ့ပါတယ်။ဘိုးပြူကသူ့ကိုတဲလွန်စာကိုပေးဖို့ဝက်ကြီးကိုပြောခဲ့ပါတယ်။တဲလွန်စာအတွက် Greek Iceland Memory ကတ်နဲ့အလဲလေလုပ်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဝက်ကြီးကချက်ချင်းပဲသဘောတူလိုက်ပါတယ်။ဘိုးပြူကတော့ဝက်ကြီးစီကတဲလွန်စာကိုဂုံးကိုပြန်ပြောခဲ့ပါတယ်။ပထမတစ်ခုကဟန်နာတွေကပဲဝင်လို့ရတဲ့ website ကနေဂိမ်းရဲ့ကော်ပီကိုရှာရမှာဖြစ်ပါတယ်။ဂုံးကတော့ချက်ချင်းပဲထပ်ရှာဖို့လုပ်နေတာကြောင့်ဘိုးပြူကတားလိုက်ပါတယ်။အဲ့နောက်ဘိုးပြူကဒုတိယတဲလွန်စာကိုထပ်ပြောခဲ့ပါတယ်။အဲ့ဒါကတော့ Raw New City မြို့ကလုံနေတဲ့လေလံဘက်ကိုသွားရမှာဖြစ်ပါတယ်။ဒါကိုကြားတော့ဂုံးကအံ့ဩသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီမြို့မှာသူတို့ကကူရာပီကာတို့နဲ့တွေ့ဖို့ပြောထားလို့ပါ။အဲ့ဒီနောက်သူတို့ကအောက်ထပ်ကိုဆင်းလာပြီးတော့မီတိုကသူတို့အတွက်စားစရာတွေအများကြီးပြင်ပေးထားခဲ့ပါတယ်။နောက်ရက်မှာတော့ဂုံးကမီတိုတို့ကိုနှုတ်ဆက်ပြီးတော့သူ့အဖေကိုသွားရှာဖို့လုပ်ရင်းနဲ့ဒီနေ့ရဲ့အပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။